ဒီနေ့မှာတော့မစားရတာကြာပြီဖြစ်တယ်စီချက်ခေါက်ဆွဲလေးကိုအိမ်မှာပဲအလွယ်တကူလေးလှုပ်ရှားဖြစ်လို့လုံနီးလေးကိုလာပြီးတော့မျှဝေပေးတာပါရှင်အရန်လဲစားကောင်းတဲ့အပြင်ကိုမှကိုယ်တိုင်လုပ်တဲ့အတွက်စရေးစကားလဲတတရယ်နော်ကဲဒါဆိုရင်လုံနီးလေးကိုကြည့်လိုက်ရအောင်ပထမဆုံးအနေနဲ့ကြက်ရင်မုံကိုအရတာအတွက်အချုံမှုန့်နေငယ်စားနေငယ်လေးထည့်ပြီးတော့တခြားလေးနယ်ပြီးတော့အရတာလေးညှက်ထားပေးလိုက်ပါမယ်ရှင်ပြီးရင်တော့စီချက်ချက်ဖို့အတွက်ကြက်သွန်ဖြူလေးတွေကိုနှုတ်လေးတွေဆင်းထားပေးလိုက်ပါမယ်အရင်ဆုံးကြက်သားလေးတွေကိုရေနွေးဆူဆူထဲမှာထည့်ပြီးတော့ပြုတ်ပေးလိုက်မယ်ဒီမှာဂျင်းနဲ့ကြက်သွန်ဖြူထောင်းထားတာလေးတွေကိုပါထည့်ပြီးတော့တခါတည်းပြုတ်ပေးလိုက်ပါမယ်ရှင်ရေလေးလည်းပွပွဆူလာပြီးကြက်သားလေးလည်းကြက်ပြီးဆိုရင်တော့ခဏလောက်အေးခံထားပြီးတော့မှနှွေးကတော့ဒီလိုမျိုးအတုံးလေးတွေတုံးထားလိုက်ပါတယ်ကဲကြက်သားလေးလည်းရပြီဆိုတော့စီချက်ချက်ဖို့လုပ်ပါမယ်စီပူပူထဲမှာဒီစနစ်မုံလေးအနှဲငယ်ထည့်ပြီးတော့ကြက်သွန်ဖြူနှုတ်ဆင်းထားတာလေးတွေကိုထည့်ပြီးတော့ကြော်ပေးလိုက်ပါမယ်ကြက်သွန်ဖြူလေးတွေလည်းရွှေရောင်လေးတန်းလာပြီဆိုရင်တော့ဒီလိုကြက်ပြီးဖြစ်တဲ့အတွက်မီးပိတ်ပြီးတော့ချလိုက်ပါမယ်ဒါပြီးရင်တော့ဒီခောက်ဆွဲပြုတ်ဖို့လုပ်ပါမယ်ယူနစ်ဆူဆူထဲမှာခောက်ဆွဲလေးတွေကိုထည့်ပြီးတော့ပြုတ်လိုက်ပါမယ်ဒီမှာနှွေးကကြက်ဥခောက်ဆွဲလေးကိုအသုံးပြုထားပါတယ်ရှင်ခောက်ဆွဲလေးတွေလည်းပျော့လေးနဲ့ပေါ့နော်ကြက်ပြီးဆိုတဲ့အနေအထားမျိုးလေးရောက်လာပြီဆိုရင်တော့မီးပိတ်ပြီးတော့ချပါမယ်ပြီးရင်တော့ရေအေးလေးနဲ့ခောက်ဆွဲလေးတွေကိုဆေးပေးလိုက်ပါမယ်ခောက်ဆွဲလေးတွေလည်းတလုံးတစ်ထွေးတည်းဖြစ်မနေတော့ဘဲနဲ့အခုလိုဖွာလို့ရတဲ့အနေအထားလေးရပြီဆိုရင်တော့စီကျက်လုပ်ဖို့ခောက်ဆွဲလေးရပါပြီရှင်ပြီးရင်တော့ဟင်းရည်လုပ်ဖို့အတွက်ကြက်ပြုတ်ရည်လေးတွေကိုစားနှဲငယ်ချုံမုတ်နှဲငယ်လေးထည့်ပြီးတော့နှွေးတို့ဒီပဲငပြားအကြီးလေးနှဲငယ်ထည့်မယ်မြုပ်ကောင်းမှုလေးနှဲငယ်ထည့်ပြီးတော့ပေါ်ကနေကြက်တော်မိတ်လေးတွေဖြူပေးလိုက်တဲ့ချိန်မှာတော့အရန်ကိုမှတောက်လို့ကောင်းတဲ့ဟင်းချိုလေးရပါပြီရှင်ကဲအကုန်လုံးစင်တစ်ဖြစ်ပြီဆိုရင်တော့ခောက်ဆွဲနှဲငယ်ထည့်ပြီးတော့ချုံမုတ်လေးနှဲငယ်ထည့်မယ်ဒီမှာစီချက်လေးတွေကိုနှစ်စွန်းလောက်နှွေးကတော့ထည့်လိုက်ပါတယ်ဒီကလေစီချက်ခောက်ဆွဲအဓိကအတက်ကတော့ပဲငပြားအကြီးထည့်ရတာပါပဲပဲငပြားအကြီးကိုနှစ်စွန်းလောက်ထည့်ပေးလိုက်ပါမယ်ပြီးရင်ငရုတ်ကောင်းမှုလေးနှဲငယ်ဖြူပြီးတော့ကြက်သားလေးတွေကိုလည်းထည့်လိုက်မယ်အပေါ်ကနေကြက်တော်မိတ်လေးတွေဖြူပြီးနေလိုက်မယ်ဆိုရင်တော့အရန်ဟိုမှာလောက်ရတာလွယ်ကူပြီးတော့စားလို့လည်းတော်တော်ကောင်းတယ်စီချက်ခောက်ဆွဲလေးရရှိခဲ့ပါပြီရှင်ဒီစီချက်ခောက်ဆွဲလေးကလေကလေးရောလူကြီးပါမကြမ်းကြိုက်ကြတဲ့အပြင်မနှက်စာအနေနဲ့လည်းစားလို့ရတဲ့အတွက်ကြောင့်အားလုံးပဲလိုက်ပြီးတော့လှုပ်ရှားကြည့်လိုက်ကြတော့နော်ဒီမှာနှွေးကတော့အရွက်လေးတွေပါတာပိုကြိုက်တဲ့အတွက်ထိုင်မုံညင်းလေးကိုပြုတ်ပြီးတော့လည်းထည့်စားထားပါတယ်ရှင်အရသာကလည်းလေတကယ်ကိုမှစားလို့အရန်ကောင်းတော့ပဲကဲအခုနှွေးစားနေရကြည့်ပြီးတော့တရေကြနေပြီဆိုရင်နောက်နေ့လှုပ်ရှားဖို့အတွက်ဒီဗီဒီယိုလေးကိုစေ့သွားကြနော်ဒီမှာလေးဟင်းညိုလေးကလည်းတအားကိုမှတောက်လို့ကောင်းတော့ပဲကဲဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲရှင်နောက်ထပ်ဟင်းချက်နည်းလေးတွေနဲ့မုံလုံနည်းလေးတွေကိုဇက်တိုက်တင်ဆက်ပေးသွားမှာဖြစ်လို့နှွေရဲ့ page လေးကိုလည်း like and follow လေးလုပ်ပေးသွားကြပါအောင်နော်အားလုံးအများကြီးပဲကျေးဇူးတင်ပါတယ်ရှင်